တိုင်းတို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ 4Y 2အဲ့ဒီမှာ file ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါကျွန်တော်ရဲ့တေကွန် channel လေးဝင်လိုက်ပါတေကွန် channel လေးရောက်ရင်ကျွန်တော်အောက်ဆုံးမှာတင်ထားပြီးတဲ့ file ယူလိုက်မယ်ပြီးရင် C2 download ဆိုတာရှိရပါတော့ C2 download ဆိုတာချက်နှိပ်ပြီးလိုက်နှိပ်ပြီးချက်ထွက်မယ်ထွက်ပြီးမှဇာတ်မှာရှိရပါဇာတ်မှာရှိရဘယ်လိုတော့ဇာတ်မှာတောင်းလို့မရဘူးဆိုရင်MD message သုံးပါတော့ MD message ကဘယ်လိုသုံးလဲဆိုတော့ကျွန်တော်နောက်ပြီးတော့မှဆက်လက်တင်ပြတော့ဒီပြီးတော့ကျွန်တော်ဇာတ်ပါနဲ့ file ထည့်ပြမှာဇာတ်ပါလည်းခဏဝင်ပြီးလားဝင်ပြီးရင် download ဟာလေးကိုချက်နှိပ်ပြီးပြီး Telegram ဆိုတာရှိတယ် Telegram နဲ့ချက်နှိပ်ပြီးကိုထည့်ခြင်းတဲ့ file ဒီမှာပေါ်နေတယ်ပေါ့နော်ကိုထည့်ခြင်းတဲ့ file ကိုဒါကကျွန်တော်ဖြတ်လိုက်မယ်နော်အပေါ် fileထည့်ခြင်းတဲ့ file ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာpassword ထည့်ရမှာပေါ့နော် password တော့ကျွန်တော် comment အောက်မှာချထားပြီးတော့ထည့်လိုက်ပြီးဆိုရပြီရရင်မှချက်နှိပ်လိုက်ချက်နှိပ်ပြီးရင်file ဆိုတာရှိတယ်ပေါ့အဲ့ file ကိုတစ်ချက်ဖိပြီးလိုက်ဖိပြီးရင် copy ဆိုတာရှိတယ် copy ဆိုတာနှိပ်ပြီးနောက်ဆိုရပြီပြီးဝင်ပြီးရင်ဒီမှာAndroid ဆိုတာရှိတယ် Android ရဲ့ချက်ဝင်ပြီ Android ဝင်ပြီး data ဝင်ပြီးပတ်ကြည့်ကိုလိုက်ရှာပြီးပတ်ကြည့်လိုက်ရှာပြီးလိုက်မယ်ပတ်ကြည့်တွေ့ရင်တော့ပတ်ကြည့်တွေ့ရင်ချက်နှိပ်လိုက်နှိပ်ပြီးရင်မှာ file clip လေးရှိတယ်နော် file clip လေးကိုချလိုက်ချပြီးခဏဆောက်ပြီးလိုက်ပြီးရပါဆိုရင်ဂိမ်းနဲ့ချက်ဝင်ကြည့်ချိန်နေငယ်ဆောက်ပြီးပါကျွန်တော်အထေးအောင်ပြပါမယ်ဘရိုခဏဆောက်ပြီးတော့ထေးအောင်ကျွန်တော်ပြပြီးပါမယ်skin file ရောက်ပြီနော်ဗီဒီယိုလေးကြာရင်လည်း foreign နဲ့ကြပါအောင်နောက်ဗီဒီယိုလေးလာမယ် channel လေး subscribe လုပ်ခဲ့လိုက်အားလုံးဘိုင်ဘိုင်သားရေးနောက်ဗီဒီယိုမှာဆက်တွေ့ကြအောင်